You deserve it. မင်္ဂလာပါရင်နာမှာပြန်လဲကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့ရင်နာကနေ့စဉ်စကားပြောတွေမှာထည့်သွင်းသုံးခုနေကြစကားရက်လေးတွေဖြစ်တဲ့ခက်ခဲချက်တဲ့နေတဲ့ကာလအတွင်းအချိန်မောင်းမနဲ့အချိန်မောင်းများစွာငါးဘက်ကတော့သို့ပေမဲ့တစုံတစ်ယောက်ရဲ့ဘက်ကတော့နောက်ထပ်အပီးအပိုင်းအပြောင်းအလဲလေးဖြစ်အောင်အသက်ရှင်သန်နေထိုင်ရေးအတွက်စတဲ့ phrases တွေကိုတူတူထွားထွားနဲ့အလွယ်ကူဆုံးမှတ်မိနေအောင်ဝင်ပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင် Let's go သူနဲ့မပတ်သက်ဖို့ငါနဲ့ကိုပြောတာအချိန်မှမနေတော့ဘူးအချိန်မှများစွာပြောခဲ့ဖို့ပါတယ်အခုတော့သူလေးကိုထားသွားပြီလေနင်းအောင်နေသေးတယ် I had told you for several times that's for not contacting of him but now he left you you deserve it you deserve it အပီးအပိုင်ဆိုတာကို for good လို့သုံးပြီးလို့ရပါတယ်ဥပမာစာကြောင်းအနေနဲ့ငါသူ့ကိုအပီးအပိုင်ဆွန့်လွတ်လိုက်ပြီး I've renounced him for good I've renounced him for good ငါဘက်ကတော့သို့ပေမဲ့တစုံတစ်ယောက်ရဲ့ဘက်ကတော့ဆိုတာကို for my part but for someone's part လို့သုံးယူနိုင်ပါတယ်ဥပမာစာကြောင်းအနေနဲ့ငါတို့လမ်းခွဲပြီးတာကြားခဲ့ပါပြီသို့ပေမဲ့တေချာတာတော့ငါဘက်ကတော့သူမုန်းမနေဘူးသူ့ဘက်ကတော့မသိဘူးပေါ့ It's been a long time our ending up although for my part it's sure that I don't hate him but for his part I have no clue It's been a long time our ending up although for my part it's sure that I don't hate him but for his part I have no clue အပြောင်းအလဲလေးဖြစ်အောင်ဆိုတာကို for a change of sense လို့သုံးပြုနိုင်ပါတယ်ဥပမာစာကြောင်းအနေနဲ့စိတ်ခံစားချက်အပြောင်းအလဲလေးဖြစ်အောင်ခရီးထုတ်ကြမယ်လေ We are planning to take a trip for a change of sense We are planning to take a trip for a change of sense အသက်ရှင်သန်နေထိုင်ရေးအတွက်ဆိုတာကို for someone's existence လို့သုံးပြုနိုင်ပါတယ်ဥပမာစာကြောင်းအနေနဲ့ထုတ်မပြောပြကြတာပဲရှိတာလူတိုင်းကအသက်ရှင်သန်နေတိုင်းအတွက်ကိုယ်စီရုန်းကန်နေကြရတာပဲလေ Everyone is struggling for their existence just not speaking out Everyone is struggling for their existence just not speaking out ခက်ခဲကြတဲ့နေတဲ့ကာလအတွင်းဆိုတာကို for rainy days လို့သုံးပြနိုင်ပါတယ်ဥပမာစာကြောင်းအနေနဲ့ခက်ခဲကြတဲ့နေကြတဲ့ကာလအတွင်းမှာမလို့အဖယ်မွေးမသုံးပါနဲ့ For rainy days don't use money without need For rainy days, don't use money without need. I hope you memorize and I'll see you in the next video. Thanks everyone for paying attention to our lesson. Thank you for watching and until next time, take care. If you are interested in our video, please subscribe and follow to our page and channel. Thanks a million. Catch you later, my guys.